အခုငွေဆောင်တော့မဲ့ကားကြီးကိုရောက်နေတာပေါ့နော်ဒါကျမတို့တမိုင်းလန်းဆောင်မှာပေါ့ဆောင်ကြတမိုင်းလန်းဆောင်မှာကိုယ်တောက်ကြနေမနေ့အစောယူဒူးအပြည့်ပဲခမိုင်းကျင်200လောက်တော့ရှိမှထင်တယ်ကျမတို့မကားလာပြီပေါ့နော်ကားပေါ်တက်ဖို့အတွက်ပြင်ဆင်ကြတယ်ပစ္စည်းတွေထည့်ဖို့အတွက်လုပ်ကြတယ်ကားကိုစောင့်ရင်ကားလာတော့မယ်ဖုန်းဆက်တော့ကျမတို့ခါစောင့်နေကားရောက်ပါပြီရှင်ကားပေါ်ကျမတို့တက်ကြတယ်ချင်းချင်းနေရာတို့ပေါ့ဟေးနေရာတို့အမှရှိမှကျမယောက်ျားအရင်ဆုံးတက်ကျမနောက်ကတက်ကျမတို့အဖွဲ့ပေါ်တာတွေကောနော်ကျမတို့ဖွဲ့တွေ21ယောက်ရှိတယ်ကျမတို့ဖွဲ့တော့ကားဆရာရတယ်နာမည်ပေးထားပါတယ်11အဖွဲ့တဲ့ဟေးဒါဟိုမှာကျမယောက်ျားရဲ့တငယ်ချင်းရဲ့မျိုးသမီးဒါကျမတို့နေရာချကြပေါ့ဟေးနေဟိုမှာထိုင်ငါဒီမှာထိုင်နေအမထိုင်ကြတာပေါ့နော်ဘုံနေရာရပါပြီဟိုမှာကျမရဲ့တငယ်ကျမတို့ဖွဲ့တွေကြီးပဲအကုန်လုံးကျမတို့ group တွေပဲ17ယောက် group ပြောစရာတခါမှတငယ်ချင်းတွေနဲ့မသွားဘူးကိုတငယ်ချင်းတွေနဲ့သွားတာရန်ဟိုပြောကျမတို့ကားပေါ်မှာပေါ့နော်အရှိရောက်လို့ရှိရင်ကားရဲ့စပယ်ယာပေါ့ပြောမှဆိုလို့ရှိရင်စပယ်ယာလည်းရှင်းပြတယ်ဒီခီးစင်ကဖြစ်ပါတယ်ညာဖြစ်ပါတယ်ပေါ့နော်ကျမရှိလျားထွေပြကျမလည်းသိမပြောတတ်တော့မပြောပြတော့ပေါ့နော်အမှန်နဲ့ပဲကျမတို့ကားပေါ်မှာစင်းစီကျမတို့အိတ်လိုက်နိုးနေတာမိုးလင်းသွားပြီကျမတို့စထွက်တော့9နာရီအခုကတော့6နာရီလောက်ဖြစ်ဒါပဝင်းကျင်တဘာဝအလှတစ်ဖြတ်တက်ကတ်ပေါ့ပြင်မှာတော်လှရဲကိုရတာဖုန်းကင်မရာနဲ့မဟုတ်လို့ပေါ့နော်တိတ်ပြီးတော့စိမ့်ဆူဖြစ်တာပြင်မှာစိမ့်ဆူပြီးတော့ရမ်းလှတာပဲတဘာဝနဲ့ထိတွေ့ခြင်းတဘာဝနဲ့တွေ့ဆုံခြင်းခဲ့တာကျမတို့အရှိဆိုလို့ရှိရင်ရောက်တော့မယ်ပန်းတနော်ရောက်တော့မယ်နဲ့တူတယ်ဒါပန်းတနော်ရဲ့လမ်းမှာတော့ထပ်သွားရဲ့လမ်းမှာနေလဲထိုးလာပတ်မင်းနေတို့နေထိုးရဲ့အလှကလေးပေါ့ဆိုတော့လှရနော်ပြင်မှာပို့လှရတာအိမ်လေးလမ်းလေးတွေတဘာဝလေးပေါ့တချီရလည်းဖွင့်လာတယ်ပန်းတနော်ရောက်ပြီပန်းတနော်မှာရွှေခစ်တယ်အဲ့မှာစားမယ်တဲ့ဆိုတော့အဲ့မှာရက်တယ်အဲ့ဆိုင်မှာရက်တော့ကျမတို့ဝင်စားမယ်ဆိုပြီးတော့ဒါခိုင်းရတဲ့နေရာလေးပေါ့ရှင်ကျမတို့ရိုက်ပါပြီမှာစားကျမတို့ဘယ်နေရဝတ်သားနဲ့ထမင်းကြော်ပဲကိုကလည်းဝတ်သားနဲ့ထမင်းကြော်ပဲကိုကြီးကတော့စိတ်သားမှွားနဲ့ထမင်းကြော်ကျမတို့စားတော့ပြီးကားပေါ်ပြန်တက်ကားပေါ်မှာညောင်းညာဖြီးစားတော့ပြီးကားပေါ်ပြန်တက်ဒါရှုခင်းလေးသဘာဝလာလေးတစ်ဖြက်တက်ကတ်နှစ်ဖြက်နှစ်ကတ်ဟီရှူတတ်ကြပါရှင်ကျမကနေ recording တော့လုပ်ချင်တာဘာပြောလို့ပြောမှန်းမသိကျမမတရားပြင်းတချင်းနဲ့ကြလည်းမထက်ချင်သူစိတ်ဝင်စားမှုနေမှာဆိုလို့ပေါ့နော်အဲ့မှာတချင်းလေးကတော့စိတ်ထဲဆိုနေပါတယ်တော့ပန်းလေးများနဲ့လှချင်တိုင်းလှနေပါတယ်လို့ဟိုတယ်ငွေဆိုင်ဟိုတယ်တက်ရမှာသူတို့ကြိုက်တာသူတို့လောက်ဝိုင်းဖွဲ့အတွင်းမှာတော့ဝိုင်းဒါကျမအပြင်မှာတော့ဝိုင်းနေကြအခုချိန်ဒီကန့်ချီသွားတယ်ဒါပြောကန့်ချီကိုမစင်ရသေးဘူးနော်ကန့်ချီမစင်ခင်မှာယူကန်နဲ့တခါအရင်ဆုံးဆင်းနေကိုဟိုမှာငွေဆောင်လာတာနှစ်ခါ၄-၅ခါရှိနေပြီ၄-၅ခါတော့အိုက်ပေါင်းပြီးနေပဲလုံးဝမချူဘူးငွေဆောင်မနေတဲ့ရှစ်တွေလည်းအိုက်ပေါင်းပြီးလုံးဝမချူဘူးသူအရန်အောင်ကြက်ဝယ်ထားတဲ့အသက်တရှိရဘလို့မခိုင်းလို့မရအောင်ကန့်ချီစင်မဲ့ကိုရေးဆိုအိုက်ပေါင်းပြီးစင်လာမရိုင်းနေရကြည့်ဟိုမှာလက်ကလေးလာထောင်ပြဖိုးရှုံးနေမလိုက်ဘူးရိုင်းနေနောက်ကိုရီးယားလည်းကြော်ကီးပဲကဲထမဦးဆုံးကန်းချီကိုမြင်ရပြီမြင်ကွင်းလေးပေါ့နော်ကျမတို့ညနေ4နာရီလောက်မှကန်းချီစင်းနေကွဲဟဲနေလေးတအားပူကျမယောက်ျားစော့မဲတဲ့ဘောကွင်းနဲ့ငားပြီးမောင်လေးတွေနဲ့သူတို့ဘောလုံးကညာရင်ပေါ့နော်ဒီလေးကိုကျမတို့လိုဟိုသူများရဲ့လိုမျိုး1 2 3ဒီအဲ့လိုမျိုးလေးရိုက်ရှင်လို့ဟိုနေ့ကနေပြီးတော့ဝေးအောင်လုပ်ပေးဆိုတဲ့ဟာမရိုက်ပြတာကြည့်ခေါင်းတွေတော့မူးတယ်ကျုံလှုပ်တာကျမဝေးလိုက်နေကြနေသူတို့ရိုက်ခိုင်းတာတိတာတာတိတယ်တဲ့ပြီးတော့လုပ်ပေးတဲ့ဟာကြည့်တလွဲအဲ့မှာရိုက်တာကြည့်ခေါင်းတွေပါလေကနပနာမူးနေရပဲကဲဒါကျမယောက်ျားရီပြောလေးပင်နေပြောလေးတကယ်တော့ပင်နေကိုသွားချင်တာသူတို့သွားချင်လို့သွားတာမဟုတ်ဘူးပင်နေသွားရင်သူတို့တောက်ကလို့မနေ့တောင်ညတော့သူတို့အတန်ဆုံးသူတို့အပျော်ဆုံးပဲကန်းကြည့်သွားတဲ့ခိမှာဝယ်ဆောင်ကကြာ6နာနဲ့မတူဘူးနော်သူကလှိုင်းတော်ကိုကြည်တာလှိုင်းမတရားကြည်တာပဲအမှမြင်တဲ့အတိုင်းပဲတော်ဝုန်းနဲ့မတည့်ရနေတာကိုအားနဲ့ရက်ကားတယ်နောက်မှသာဆိုလူပါချော်လဲနိုင်တယ်လှိုင်းကြည့်ချက်ကားတော့ကဲဒါတော့ငွေဆောင်ညနေခင်းနေပေါ့နော်နေဝေးချိန်လေးတူရှိခဲ့ချင်းလေးတကယ်ကျမတို့ပြန်တက်ပြီးတော့လည်းခန်းနဲ့မရောက်သေးကျမတို့ယူကန်တခါယူကန်စင်စိန်ကြသေးတာဟဲယူကန်မှာကဲပြီးယူကန်မှာလူကတော့မစင်းတော့ဘူးလေဟိုမှာယူဝစ်ဆောင်နေမဟုတ်လို့လူကကဲပြီးတော့ကိုညီအဲ့ဒါလေးယူကန်တော်လှတယ်အဲ့ဒါစီဟိုတယ်ကလည်းကောင်းပါတယ်ဘာမှမပြောကျမတို့အဲ့နာမှာ
ဆိုသူများတွေကဲလို့ဝပါပြီကျမတို့ကဲလို့မဝသေးဘူးကျမတို့ရောက်တည်းကအဲ့နာမှာထိုင်လိုက်ရည်တဲ့ပြေးစင်းလိုက်နေလောက်တာနော်မိုးချုပ်တဲ့ဒီလုံးဝမရှက်တာကျမယောက်ျားအတန်ဆုံးကျမယောက်ျားနဲ့ကျမယောက်ျားတန်ငယ်ချင်းနေနဲ့ပေါ့သူတို့အတန်ဆုံးမညာလည်းမအိပ်ဘူးနေလည်းမအိပ်ဘူးတနေ့ကုန်လုံးလုံးဝမအိပ်ဘူးတော်တော်ဆူပါမအိပ်တဲ့နေရာမှာတော့လေမပြောချင်ဘလို့ကဲမှမသိသူများကြီးတရားမှမရှိတော့တာကျမတို့အဖွဲ့တည်းကြီးပဲအကုန်လုံးကျမတို့အဖွဲ့ပဲကဲနေတာအဲ့မှာအရန်ဆိုးအရန်တောင်းညံအရန်ပြောဆုံးပြပါဆိုလို့ရှိရင်သူတို့ပဲအပြောဆုံးပါအဲ့မှာသူတို့အပြောဆုံးပဲပြောဆုံးတော့သူတို့ကတညာ breakfast လေးညစာပဲထင်တာပါဟဲ့ဒီနာစားတော့ပြီးတော့တခါဟိုမရဲ့ happy birthday to you happy birthday to you happy birthday to you happy birthday မတထားကဲမတထားမွေးနေ့မှာလည်းဖြစ်ရှိပါစေနော်ဆိုပြီးပညာရေးပေါ့ကွယ်စူတောက်ပေးပြီးသူ့အချက်ဖျားလေးတဲ့မိမဟုတ်ဆိုဟဲ့ညငါဝိုင်းရိုက်နေတယ်ငါရှက်တယ်နော်တဲ့ပြောပြီးခက်တီတီနဲ့ပဲချစ်စရာကြီးအဲ့မှာတော်ချစ်ဖို့ကောင်းတယ်ပြင်မှာလဲကျမအမတယောက်နေတာတူသေးတယ်ကိုယ်တငယ်ချင်းနဲ့တော့ခဲ့ရတယ်ဒီရန်ကိုပြောဖို့ကောင်းပါတယ်ပြောဖို့ကောင်းတဲ့ခီးလေးဖြစ်ခဲ့ပါတယ်ဒါသူတို့လင်မယားပေါ့နော်ဆုံးတွဲသူဆုံးနေတာကျမယောက်ျားရဲ့တစ်ဖြက်တက်ကက်အမေမူးနေရီဝေးဖြစ်နေပြီရီဝေးဖြစ်နေတယ်ကျမယောက်ျားပါရှင်ရီဝေးဖြစ်နေတယ်ကျမယောက်ျားပါရှင်ကျမလည်းလေအတန်သွင်းပြီးတော့ပြောချင်တာဘာမှမလုပ်တော့ဘူးအဲ့နဲ့ကျမဟိုတယ်ရိုက်တော့လည်းမရိုက်တော့လဲကျမတရင်နိုးပြီးထားရိုက်နေတာတရားဖက်သူတို့ကတော့ဟောက်တယ်ဘယ်ညာပဲဟောက်နေကြတယ်ကျမယောက်ျားနဲ့ကျမယောက်ျားရဲ့ညီလေးနဲ့သူပဲဟိုကျမအလဲမှာအဲ့ဒါသူတို့နှစ်ယောက်ဝိုင်းဟောက်နေတယ်ပဲကျမမအိပ်ရအောင်အဲ့လည်းပဲကျမတရင်နိုးတက်ပုံထားရိုက်ပါတယ်အိမ်သားထဲမှာတရေလေးပါလေးများတွေ့မလားတရေတော့မတွေ့ခဲ့ပါဟီဟီ